အေကိုသူကအရခတက်တော့အေကအဲ့တုန်းကဒီစစ်ကောင်စီရဲ့ဒီသူဒီရန်သူစစ်ရင်50ပေါ့အဲ့တုန်းကတော့ရန်သူစစ်ရင်50ပေါ့ရန်သူစစ်ရင်50နဲမှာကြတော့သူကဒီအေကအင်အားအနည်းဆုံးပုံစံမျိုးတွားဖြစ်နေတယ်ပြီးလို့ရှိရင်သူကတော်လန်အေးမှာတကယ်ကိုဟိုအရင်တော့ဟိုဒီလိုမျိုးတိုက်ပွဲတွေပါတွေဖော်ဆောင်ခဲ့တာလည်းမရှိဘူးပေါ့နော်တော်လိုင်းတက်ဖွဲ့တစ်ခုအနေနဲ့သာရက်တီခဲ့ပေမဲ့တိုက်ပွဲဖော်ဆောင်ခဲ့တာမရှိတဲ့အခါကျတော့ तू ကဒီနေရာကကပ္ပစာတွေတိစောက်မယ်ဆိုလို့ရှိရင်တကယ်ကိုဒါအကောင်းဆုံးနေရာဖြစ်တယ်ဆိုပြီးကမှဒါစီးရေးလေးတာသုံးသက်သူတွေကဝိုင်းပြီးတော့အကြံပြုပြီးတော့မှ तू ကအဲ့ဒီဟိုဟာတွေကိုကပ္ပစာစက်ရုံတွေကိုဒီအေရဲ့အနိပတ်ဝဲကျင်မှာတွားပြီးတော့မှထားတာပေါ့နော်ထားပြီးတော့မှဒါဒီနေ့ဒီຫນွေဦးတော်လန်ရေးလည်းရောက်ကောဒါအေရဲ့လက်စာကဘလောက်ပြင်းလဲဆိုတဲ့ဟာထွက်လာတော့တကယ်ဟိုဖြစ်တော့ तू ကသူ့ရဲ့ရခိုင်ပြည်နယ်နေမဟုတ်ဘဲနဲ့ကျန်တဲ့တိုင်းသုံးတိုင်းဟိုမှာ AR တိုင်းပဲခူးတိုင်းမကွေးတိုင်းဟိုမှာဒါဒီစိတ်ဖြူဆိုလို့ရှိရင်လည်းမကွေးတိုင်းထဲမှာပေါ့နော်မကွေးတိုင်းရဲ့ AR တိုင်းရဲ့ဒီပဲခူးတိုင်းရဲ့သူ့ရဲ့ထောက်ပေါက်ဖြစ်တဲ့တိုင်းသုံးတိုင်းဟို तू ကတခါတည်းလက်တံဆန့်ထုတ်ပြီးတော့မှတကယ်တိုက်ပွဲဖော်လာပြီးဟိုဘက်ကကပ္ပစာ3တို့5တို့ဘာတို့အဲ့ဘက်ကအုတ်ချစ်ပင်ပဲဆိုလို့ရှိရင်တကယ်ဟိုကြောက်လန့်တကြားဖြစ်နေရတဲ့နေရာမျိုးပေါ့နော်အဲ့ဒီနာကဒါဟိုစခန်းတစ်ခုဆိုလို့ရှိရင်လည်းဒီအုတ်ချစ်ပင်နာစခန်းတစ်ခုဆိုလို့ရှိရင်လည်းအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ဒါတနတ်ဖောက်ဖို့အတွက်ဒါဆိုင်းမြင်းလုံးပဲရှိသေးတယ်အေးကတနတ်ဖောက်ဖို့အတွက်ဆိုင်းမြင်းလုံးပဲရှိသေးတယ် तू ကအေးဆိုတဲ့အတန်ကြားတာနဲ့ तू ကအဲ့ဒီကဒီစစ်ကောင်စီကဘုံမှုဦးစီးပြီးတော့မှတခါတည်း तू ကဟိုဟာဖြစ်ပြီးတော့မှတခါတည်းလက်နဲ့ချလိုက်တာပေါ့နော်အလံပြူတခါတည်းထောင်ပြီးတော့မှနောက်ဆုံးဘာဖြစ်နေဆိုစစ်ကောင်စီက तू ကတော်တော်ကိုလန့်ရင် तू ကဓာတ်ခဲမြင်ကိုထွက်ပြေးနေရလို့ကြားနေရဓာတ်ခဲအိမ်မှာဓာတ်ခဲထွေးဟိုဓာတ်ခဲနိုင်ကြီးတွေပါတိုင်ငန်းနိုင်ကြီးတွေပါမသုံးတော့ဘူးတဲ့ဆက်နိုင်ကြီးတွေပဲသုံးတော့တယ်လို့ဖြစ်ကုန်ပြီအဲ့လိုမျိုးတွေ तू ကဓာတ်ခဲမြင်ကိုလန့်တဲ့အနေထားမျိုးကြီးရောက်နေတွေ့လားဘလောက်အောင်မြင်လဲတလားအာရကတက်တော်အေးဘလောက်တော့စူးစမ်းအားထုတ်ဖို့တွေကောင်းနေတယ်ဆိုတာတွေ့လားဒါကြောင့်မို့လို့လေပြည်သူကအာရကတက်တော်အေးကိုတအားချစ်တာဗျာသိလားဘိုးချုပ်ထုံးမြတ်နိုင်ရဲ့ပါဝင်အာရကပြည်သူတွေရောအာရကတက်တော်အေးရောအာရကတက်တော်မှာပါဝင်နေတဲ့စစ်တီတော်တွေရောအကုန်လုံးပေါ့နော် AR PDF ရောပေါ့အကုန်လုံးပေါ့ဒီညီကိုတွေကိုကျေးဇူးတွေအများကြီးတင်နေကြတာရခိုင်ပြည်နယ်တော်မှာပထမဆုံးလွတ်မြောက်ပြည်နယ်ဖြစ်နိုင်တယ်လို့တော်မှာပြောရတဲ့အထိချီးမွမ်းရတဲ့အထိကိုတကယ်လဲအေးကအလုံးလုံးနေရဆိုတော့ဘလောက်အားရစရာကောင်းလဲစဉ်းစားကြည့်